Hello everyone ဒီနေ့ကတော့အိမ်မှာဆိုင်းသမိုင်းတိုက်မှာမို့လို့ဒငင်းကုန်းစီးမှာမနက်စောစောထားပြီးတော့အသီးနှံလေးတွားဝယ်တာပဲဖြစ်ပါတယ်ရောက်ပါပြီဆိုင်လေးကိုရောက်ပါပြီဒငင်းကုန်းစီးတစ်ခါမှလည်းမရောက်ဘူးဈေးရလည်းကျဲကြီးပဲပေါ့နော်ပန်းသီးလေးတွေကိုဈေးနေလိုက်တဲ့အခါမှာပန်းသီးလေးဒီဘက်ပန်းသီးလေးကသူကတစ်လုံးကို1000နဲ့ဟိုဘက်ကကျနည်းနည်းကြီးရဟာကျတော့လေးလုံး9000ပေါ့နော်အသီးနှံလေးရတန်းတော့ဒငင်းကုန်းစီးမှာပဲကိုယ်တိုင်တွားဝယ်ပြီးတော့netတွေကိုဆက်မှာဖြစ်ပါတယ်ပန်းလေးဆုံးเนาะတော်တော်ကောင်းတယ်ပြီးတော့လေမော်တီလေးရောမှာအဆုံးရှိပါတယ်ဒီဆိုင်မှာတော့ဝယ်ရဆိုတော့လေမော်တီလေးကတပိတ်တော့ပေါင်းဆုံးတာဈေးကအကျဉ်းပဲရောဈေးကိုတစ်ခါမှမရောက်ဘူးဒါကတော့ဈေးတီးလေးပေါ့နော်ဈေးတီးလေးနဲ့ဝယ်ရတဲ့ဒီမှာအကုန်သီးနှံတွေပါလာပါပြီအိမ်မှာပဲကြော်တော်မှာဆိုတော့ဒါငါးတွေကြက်သားတွေမှာအကုန်လုံးဒါလုပ်ပြီးပါပြီငါးကြော်နေပါပြီအမေနဲ့ကတိုင်းအတွက်ငါးကြော်နေပါပြီဒါကတော့မနက်ဖြန်စားမဲ့လူတွေအတွက်ပါဆိုင်နေလဲဆင်ပြီးပါပြီဆိုင်နေလဲအကုန်ဆင်ပြီးပါပြီဒါကတော့ကိုကြီးကျော် support တက်အကောင့်လိုက်ကိုကြော်နေတာပါဒါကတော့ကြော်ပြီးတဲ့အန်တီပါဟုတ်ကဲ့ပါအခုကတော့ဆိုင်လမိုင်းမြောက်ဖို့အဆင်သင့်ဖြစ်နေတဲ့ပွဲတွေရဲ့အနေအထားလေးတွေပါရှင်ညီမတို့တွေကတော့သူများရဲ့ကနာပေးတယ်လို့မျိုး39မိနစ်အကုန်လုံးကိုပွဲထိုးထားတာမဟုတ်ပဲနဲ့ပေါ့နော်ညီမတို့ပေးထားတာကိုပွဲတဲ့နက်တွေကိုပဲအတိကထားပြီးတော့ပွဲထိုးထားတာပါဒါတော့မနက်ခင်းဒါဘာမှဆိုင်လမိုင်းမမြောက်ရသေးပါဘူးဆိုင်ပြင်ဆင်လေးပါဒီကုန်းဖျားပင်ပြီးတော့ဒါအကုန်လုံးကြောကြတာပါအခုကတော့ညီမလေးကိုယ့်အိမ်ကလေးဆောင်းနဲ့ဆိုင်လမိုင်းထိုင်နေတာပါပြူတော်ကြီးအကလည်းပေါ့နော်စားချောနေကြပါပြီဒီမှာဒါဆမင်းသမီးခန်းစားဝင်းကိုနဲ့ဒါတူတူငယ်ချင်းဆိုင်ငယ်ငယ်နဲ့ချော်တော်ဆက်တော်ရင်းနဲ့ဒါကတော့ဆိုင်လက်မိုင်းမှာပြီးအောင်ဝင်ဖို့ဒီတိုင်းဒါတချင်းစူနေတာပါစီးကလုံးရှိတချင်းကိုစူနေတာပါစနေတာတော့သူ့ရဲ့ချစ်စမီချောမဆန်းကြီးဖြစ်ပါတယ်ရှင်ဒီခေါင်းပေါင်းနဲ့တယောက်ပါတော့ဆိုင်မင်းတို့ထိုင်ဆောင်ဝင်းကိုတာညာဝင်ပြီးတာပါဒါတော့သူ့ရဲ့ဆိုင်နဲ့သူ့မောင်လေးတွေသူ့ကိုလေးဒါကနေတာပါဒါတော့သူတို့ကနေဒီနေ့ရဲ့လက်ထက်နေနေပြီပေါ့နော်တယောက်ကဝိုင်းနေတာတယောက်ကပတ်မကြောင်မပြီးနေပါတယ်သူတို့နှစ်ယောက်ရဲ့လက်ထက်နေနေပြီပါဒါကတော့ပြီးွားလို့အကုန်ဒါတင်ထားတာကိုပြတာပါအသေးစိတ်တင်တာတော့မပြတော့ပါဘူးဆိုင်နေလေအကုန်ဒါတင်ပြီးသွားပါပြီမနက်ဖြန်ပွဲထွက်မှာဆိုတော့ဒါအကုန်စောင့်နေကြပါဆိုင်ကားတင်ဖို့ဆိုင်ကားကိုစောင့်နေကြ